မင်္ဂလာပါဆန်ဆောင်ရင်းဆုံးမှာအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အရေးသေးပြင်းဝတဲ့ထိုင်းပစ္စော့ကြောင်လေးကိုဖုံဖုံရတဲ့စတီအိုနဲ့ချက်တက်ညီလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ဘာဝင်ပစ္စည်းတွေကတော့အပိုင်း၄ပိုင်းရှိပါတယ်ရှင်။အပိုင်း၁ကပီတီနဲ့ကိုကာမီတိုတို့ဖြစ်ပါတယ်ရှင်။အပိုင်း၂စီနဲ့စတဲရီအက်ဆစ်လော်ရီအက်ဆစ်မိုင်နီတီအက်ဆစ်တို့ဖြစ်ပါတယ်ရှင်အပိုင်း3ပေါင်းခံရည်နဲ့ကော့စစ်ဆိုတာဖြစ်ပါတယ်ရှင်အပိုင်း4ထီရည်နဲ့ကြားဖြော်ရည်သုံးမဟုတ်ဆော်ပီထော့ရည်တို့ဖြစ်ပါတယ်ရှင်အရက်ပြန်95%ရာခိုင်နှုန်းပဲဖြစ်ပါတယ်ရှင်ရည်စုံနေနဲ့အပိုင်း1ဖြစ်တဲ့ပီဂျီနဲ့ကိုကာမီတိုတို့ကိုအိုးထဲကိုရောထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်အဖုံးပိတ်လိုက်ပြီးမီးနေတော့လေးဖွင့်ပြီးတော့အပူချိန်60ဒီဂရီချီအောင်ဖုတ်ပေးထားလိုက်ပါမယ်ကျမတို့ပီတီနဲ့ကိုကာမီတိုကိုအပူပေးထားတဲ့အချိန်မှာပိုင်း3ဖြစ်တဲ့ပေါင်းခံရည်နဲ့ကော့စစ်ဆိုတာကိုဖြော်ထားရပါမယ်။ကော့စစ်ဆိုတာဖြော်တဲ့အခါမှာပေါင်းခံရည်ထဲကိုကော့စစ်ဆိုတာလောင်းထည့်ပြီးတော့ဖြော်ရမှာဖြစ်ပါတယ်။ကော့စစ်ဆိုတာဖြော်တဲ့အခါမှာလည်းနှာခေါင်းပိတ်လက်အိတ်မျက်မှန်များကိုတက်ထားပြီးတော့လေဝင်လေတွဲကြီးတဲ့နေရာနဲ့ခလေးများနဲ့ဝေးတဲ့နေရာမှာဖြော်ရပါမယ်။ပေါင်းခံရည်ထဲကိုကော့စစ်ဆိုတာလောင်းထည့်လိုက်ပြီးအရေးပျော်ပြီးတည်သွားအောင်မှွေပြီးထားလိုက်ပါမယ်အပူပေးထားတဲ့ပီဂျီနဲ့ကိုကာမီတိုအပူချိန်60ရှိလာတဲ့အခါမှာအပိုင်း2ဖြစ်တဲ့ဖက်တီအက်ဆစ်များနဲ့ဆီများကိုရောထားလိုက်ပါမယ်ပြော့သွားပြီးတော့အပူချိန်85ဒီဂရီချီအောင်အိုးကိုဖုံးပိတ်ပြီးအပူပေးထားရပါမယ်စီအိုထဲမှာစီနဲ့ဖက်တီအက်ဆစ်များအားလုံးညစ်ပြော့သွားပြီးတော့အပူချိန်85ဒီဂရီလောက်ဆိုရင်ကျမတို့ဖြော်ထားတဲ့ကော့စစ်ဖြော်ရည်ကိုလည်းအပူချိန်တိုင်းလိုက်ပါမယ်။ကော့စစ်ဖြော်ရည်ရဲ့အပူချိန်ကလည်း80ဒီဂရီလောက်ဆိုရင်စီအိုထဲကိုစကားနဲ့စစ်ပြီးဖြည်းဖြည်းလောင်းထည့်လိုက်ပါမယ်။လောင်းထည့်ပြီးတဲ့အခါမှာစီနဲ့ကော့စစ်ဖြော်ရည်တစ်သားလေးကြအောင်မှွေပေးရပါမယ်။အပေါ်ရံမှာစီကွက်လေးတွေမကြအောင်မှွေပေးရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာစီနဲ့ကော့စစ်ဖြော်ရည်တစ်သားလေးကြအောင်မှွေပေးရင်ကျမတို့ချက်တဲ့ဘေးဆော့ကအစီပြန်တက်ပါတယ်ရှင်ငွေပြီးရင်အပူချိန်တိုင်းလိုက်ပါမယ်။ပူချိန်85ဒီဂရီဆိုရင်အိုးကိုဖုံးပိတ်ထားလိုက်ပြီးတော့မီးမဖွင့်ပဲမိနစ်20နှက်ထားလိုက်ပါမယ်။မိနစ်20နှက်ထားတဲ့အချိန်မှာ9မိနစ်တစ်ကြိမ်ဖွင့်ပေးရပါမယ်။
ဒီ9မိနစ်တစ်ချိန်မှွေပေးတဲ့အခါမှာလည်းအပူချိန်ကိုတိုင်းကြည့်ရပါမယ်အပူချိန်80ကျော်လောက်ပဲကြံရင်မီးပွင့်ပြီးအပူချိန်85ဒီဂရီရှိအောင်အပူထပ်ပေးပြီးတော့မိနစ်20ပြည့်အောင်နှက်ထားရပါမယ်မိနစ်20စောင့်နေတဲ့အချိန်မှာအပိုင်းလေးဖြစ်တဲ့တကြားဖြော်ရည်သို့မဟုတ်ဆော့ပီထော့ရည်ကိုအပူချိန်80ရှိအောင်အပူပေးထားရပါမယ်ကမိနစ်20ပြည့်သွားပြီဆိုတော့အပူပေးထားတဲ့တကြားဖြော်ရည်သို့မဟုတ်ဆော့ပီထော့ရည်ကိုထည့်လိုက်ပြီးတသားလေးကြအောင်မှွေပေးရပါမယ်ကိုလည်းထပ်ထည့်လိုက်ပြီးနှံ့အောင်မှွေလိုက်ပြီးရင်တော့ဘေးစော့ကိုမီးပုံပေါ်မှာထုတ်ယူလိုက်ပါမယ်ပူချိန်65ဒီဂရီလောက်ဆိုရင်ဘေးစော့ထက်မယ်ကော်ပွဲသုံးဟုံမှုထဲကိုအရက်ပြာနဲ့ငယ်ဖြန်းပေးလိုက်ပြီးဘေးစော့ဆက်ပြာကိုစကားနဲ့စစ်ပြီးလောင်းထည့်ရပါမယ်ဘေးစော့ဆက်ပြပေါ်မှာတက်လာတဲ့အမြုပ်လေးတွေကိုအရက်ပြန်95%နဲ့ဖြန်းပေးလိုက်ပြီးဘေးစော့ဆက်ပြခဲပြီး၆သွားအောင်3နာရီလောက်ထားလိုက်ပါမယ်ဒီခဲပြီး၆သွားတဲ့ဘေးစော့လေးကိုမိုးထဲမှာထုတ်ယူပြီးပလတ်စတစ်ကြည့်ပြီးလေလုံးအောင်ထုတ်ထားလိုက်ပါမယ်ဒါဆိုရင်အရည်အသွေးပြည့်ဝတဲ့ထိုင်းပစ္စော့လေးကိုရသွားပါပြီရှင်ကျမရဲ့ထိုင်းပစ္စော့ချက်နီးလေးကမိတ်ဆွေတို့အတွက်ကြိုးချိမယ်ဆိုရင် like and share follow လေးတွေလုပ်ထားပြီးတော့ view ထဲမှာဆိုရင် subscribe နဲ့ကောင်းလုံးလေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့ရှင်ဆက်ပြီးတော့လေထိုင်းပစ္စော့ချက်နီးများနဲ့မျက်နှာသေးဆက်ပြခဲ့ပြုလုပ်နည်းများကိုလည်းပညာဒါနမျှဝေပေးမှာဖြစ်ပါတယ်ရှင်ကြည့်ကြအားပေးသူများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်